အာလုံးသောတရားချစ်ခင်သူတော်စင်အပေါင်းတို့တွေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ရှေးဥစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ဒေါက်တာနန္ဒမာလာဘိဝန္တရှင်သူမြတ်ကြီးဟောကြားတော်မူအပ်သောအရဟံဂုဏ်တော်ကိုအထင်မသေးနဲ့ဟူသောတရားတော်မြတ်ကိုနာယူကြပါစို့။ငယ်စဉ်တောင်ကြီးကလေးဘဝကနေစပြီးတော့တိတိပိသောဘဂဝါအရဟံစတဲ့တိတိပိသောဆိုတာကိုနှုတ်တဲ့မိဘများချပေးထားလို့ရရှိပြီးတော့နေကြငယ်စဉ်အားရထားတဲ့ပါဠိကိုတချို့လည်းအဓိပ္ပာယ်သိကြတယ်တချို့လည်းအဓိပ္ပာယ်မသိဘူးသိသူနဲ့မသိသူနိုင်ရှင်ပြီးတော့ကြည့်ပဲဆိုရင်မသိတဲ့လူကပုံများလောက်ဆရာရှိတယ်ငယ်တော့ရထားတဲ့စာကိုရွှေရုံပဲရွတ်ပြီးတော့အသုံးချတဲ့အခါမှာအန္တရာယ်ကင်းအတွက်အသုံးချနေကြတာဣတိပိတောရွတ်ရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းငယ်တော့ဣတိပိတောရွတ်ရင်တစေတရေပြေးတယ်ဆိုပြီးတော့ကြောက်တဲ့ခါတိုင်းရွတ်မိနေတတ်တယ်ပေါ့နော်ဒီလိုကြောက်လို့အကြောက်ပြေအောင်လုပ်တဲ့မန္တန်သဘောမျိုးလောက်ပဲလူတွေဟာနားလည်ပြီးတော့နေကြတာဒီဣတိပိတောဘဂဝါဆိုတဲ့ဒီစကားလုံးကစလာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ9မျိုးတခါတခါလဲ10မျိုးလို့ခွဲခြားဖွင့်တာရှိတယ်ပေါ့အဓိကကတော့9မျိုးလို့ယူတာပို့ပြီးတော့အဆင်ပြေပါတယ်ဝိသုဒ္ဓိမဲ့မှာတော့9မျိုးတနည်း10မျိုးဆိုပြီးဖွင့်ထားတာရှိတယ်ပေါ့ဒါကတော့သင်လျော်တဲ့နည်းအနေနဲ့ဖွင့်ပြတာပါအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာထို့သုတ္တန်ပါဠိတော်တွေထဲမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဣတိပိတောပါတဲ့သုတ္တန်တွေဟာအတော်ကိုများလိမ့်မယ်လို့ဒီလိုခြားခြားသုတေသနလောက်ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့အင်္ဂုတ္တရနိကေမှာသုတ်ပေါင်း9000လောက်ရှိတဲ့ထဲမှာအနည်းဆုံးသုတ်1000လောက်မှာတော့ဣတိပိတောဆိုတဲ့စကားလုံးပါတာဖြစ်တယ်။ဒါတော့များများမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖော်ပြတိုင်းဒီဣတိပိတောဘဂဝါဆိုတဲ့စကားလုံးကပါတယ်။မြတ်စွာဘုရားရဲ့အရေးချင်းလို့ဆိုဒီမှာဖျားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓနဲ့ပြောကြတယ်ဖျားဆိုလို့ရှိရင်ဒီချင်းတွေရှိရမယ်လို့ဆိုလိုတာဒီချင်းတွေရှိမှဖျားလို့ဆိုလိုတာကဖျားရဲ့အရေးချင်းတတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရေးချင်းတတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီတတ်မှတ်ချက်အရလူတွေရဲ့အရေးချင်းကိုထုတ်ဖို့ပြောကြတာဖျားဆိုတဲ့ပုဂ္ဂိုလ်မှာဒီချင်းတွေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဟာဒီဂုဏ်တွေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့ဒါလို့ထင်တယ်မဟုတ်ဘူးဘုရားဆိုဒီမှာဘုရားကိုးကွယ်ရပြီလောကမှာဘုဒ္ဓပါတော်ဒုံလိုဘောဘုရားပွင့်ဖို့ဆိုတာဓမ္မခဲနေဓမ္မခဲနေဘုရားဆိုဒီမှာအခုလိုရည်ချင်းနေရှိရမယ်ဆိုတာသိရှိနားလည်ဖို့ဆိုလိုတာကနော်ဘုရားမှန်ရင်တကယ်ဘုရားဒီလိုအရေးချင်းနေရှိဖို့လိုတယ်အေးဘုရားလို့ဆိုပြီးတော့အရေးချင်းမရှိပဲနဲ့ဘုရားလုပ်နေတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဘုရားမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုတွေပဲယူဆကြတယ်ပါဠိစာပေမှာကောလဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တဲ့ပေါ့အဲဒီကြိုတင်ပြီးတော့ဟိုနာကပြောလိုက်ဒီနာကပြောလိုက်နဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလဟလလို့ခေါ်တာအလုံးကြားကြလိမ့်မယ်ကောလဟလဆိုတာ၅မျိုးရှိတယ်ဖျားပွင့်တော့မယ်ဆိုလို့ရှိရင်လေဗုဒ္ဓကောလဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မြတ်ပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာနောက်တစ်ခုကစက္ကဝတိကောလဟလစัจ java မင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလဟလတွေထွက်လာနောက်မင်္ဂလာကောလဟလဒီလောကမှာလူတွေကမင်္ဂလာရှိကြကြတယ်မြန်မာတွေဆိုလို့ရှိရင်မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြတယ်လူမင်္ဂလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်မှုအတွက်
အဲ့ဒါလည်းပဲမင်္ဂလာကောလာဟလဆိုမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိုက်တယ်လို့ဒီလိုကောလာဟလတွေဖြစ်တယ်ဟောနောက်တစ်ခုကျတော့ကပ္ပကောလာဟလလို့ခေါ်တယ်ကဘာကြီးဘယ်တော့ပျက်စီးလိုက်မယ်ကဘာကြီးတော့ပျက်စီးတော့မှာပဲမကြာခင်ကတော့မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလာဟလလို့ဆိုတဲ့ခုနကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းနေအဲ့တော့ဗုဒ္ဓကောလာဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကျွတ်တင်ပြီးတော့ထွက်လာကျွတ်တင်ထွက်ရုံနဲ့မကဘူးဒီလူတွေသင်ကြားနေတဲ့ပြမနာတွေသင်ကြားကြတဲ့ဝေဒကျမ်းဂန်တွေမှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာရှိတယ်ဝေဒကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလည်းဝေဒကျမ်းတွေကအတိအကျဆိုထားတယ်အဲ့ဒါတွေကလည်းကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတာဥပမာမဲ့လူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဘုရားဆိုတာကိုဝေဒကျမ်းတွေကဆိုထားတယ်ဒီ32မျိုးသောအမှတ်သားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေရဝဂတိရောတဲ့သူ့ရဲ့ဏိဂုံးဟာ2ခုပဲရှိတယ်သူ့ရဲ့ဖြစ်ပေါ်လာမဲ့အနာဂတ်ဟာ2ခုလည်းပဲရှိတယ်2ခုဆိုတာဘာလဲလို့ဆိုရင်လူဘဝမှာနေရင်စကြဝဠာမင်းဖြစ်မယ်အကယ်၍တောထွက်ပြီးလူလောကကိုဆုံးခွာသွားမယ်ဆိုရင်တော့ဖျားဖြစ်မယ်ဒီနှစ်လမ်းပဲရှိတယ်ဆိုတဲ့ဟာဗေဒကျမ်းတွေကပြောတာဒါဗေဒကျမ်းတွေကပြောတာအဲ့ဒီဗေဒကျမ်းတွေကပြောထားသည့်အတွက်ကြောင့်ပြမနာတွေရဲ့အတိုင်းဝိုင်းမှာလည်းဗုဒ္ဓဆိုတာကိုသူတို့ကဒီလိုရည်ချင်းနေရှိမှဗုဒ္ဓဆိုတာကိုသူတို့ပြီးထားပြီးသားဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပွင့်လာပြီးမပွင့်ခင်မှာငါဗုဒ္ဓနဲ့ဆိုပြီးတော့ဗုဒ္ဓအမိခံပုဂ္ဂိုလ်တွေဟာကောလာဟလတိုင်အောင်လိုက်ပြီးတော့ပေါ်လာတာတွေအများကြီးပဲပုရဏကသမလည်းသူ့ကိုယ်သူဗုဒ္ဓလို့ချိန်ညာလိုက်တယ်သို့တော်လည်းဝေဒကျမ်းကနေတိုက်ကြည့်တဲ့အခါမှာသူကကိုက်ညီမှုမရှိဘူးကိုက်ညီမှုမရှိဘူးသူ့ဟာသူပဲဗုဒ္ဓလို့နာမည်တတ်တယ်သို့တော်ဗေဒကျမ်းကနေကကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်သူ့ကိုသိမှမဖြစ်ဘူးတဲ့မက္ခလိကောသလလည်းငါဗုဒ္ဓဆိုပြီးတော့ဒဇင်ထောင်ပြီးတော့ပေါ်လာပြန်တယ်သူကလည်းအတိုင်းဝိုင်းနေတော့ရှိတာပဲသူ့နောက်ကလူတွေကပဲဝိုင်းပြီးတော့လည်းပြောကြတာပေါ့သင်္ဇယဗိလထဗုဒ္ဓအဇိတကေသကမလပကုဒကိစ္ဆယနာနိဂန္ဓနာတဗုဒ္ဓလို့ဒီ6ဦးဟာနောက်လိုက်နောက်ပါတယ်အလွန်များတယ်များတော့သူတို့ကလည်းဘသူလဲလို့ဆိုရင်ငါဗုဒ္ဓပဲဆိုသို့တော့ဗြဟ္မဏတွေကဝေဒကျမ်းတွေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူးအရဟံစတဲ့အရေးချင်းတွေနဲ့လည်းသူတို့မတွေ့မပြည့်စုံဘူးဆိုတော့သူကမှဗုဒ္ဓဆိုတာကိုနှစ်ကယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာဟလနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲလို့ဆိုရင်ဂေါရမဗုဒ္ဓပဲဂေါရမဗုဒ္ဓကြတော့ဗြဟ္မဏတွေကငဘလက်မခံမှုသူတို့လဲဒီလိုမြတ်စွာဘုရားစီမှာဒီထိတ်တန်းဗြဟ္မဏကြီးတွေပတိတိကောသလမင်းကြီးကမျိုးစားဖြစ်ပေးထားတဲ့ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပောက္ခရတတိလို့နောက်တစ်ခါမိဋ္ဌိလမျိုးကဒီဗြဟ္မာယုပုံနာကြီးတို့ဒီလိုအဲ့ဒီလိုဝေဒကျမ်းတဲ့ဆရာကြီးတွေကမြတ်စွာဘုရားစီလွတ်တယ်နောက်ပြီးတော့ပါရယဏတုတ်မှာပါတယ်ဘာဝရီဆိုတဲ့ပုံနာကြီးကလည်းပဲဗုဒ္ဓဆိုတာနာမည်ကြီးတာဟုတ်မဟုတ်မလို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါရမဗုဒ္ဓစီမှာစုံစမ်းနေထောက်လှမ်းရေးတွေအများကြီးလွတ်တယ်လွတ်တဲ့တည်းပဲပထမဆုံးလွတ်လိုက်တာတော့ဘာဝရီပုံနာကြီးကအရင်လွတ်လိုက်တယ်သူကဘယ်ရောက်နေတော့ဆိုဘာဝရီပုံနာကဟိုးအိန္ဒိယအလယ်ပိုင်းမှာရောက်နေတယ်ဂေါရဝရီမြစ်ကန္နာတိုင်းပြည်နှစ်ပြည်ရဲ့ခြားမှာကျွန်းမြေကြီးရှိတယ်အဲ့ဒီကျွန်းမြေကြီးပေါ်မှာသူကဟို
သူ့တပည့်ပရိသတ်တောင်းချီတဲ့ဟာနဲ့အဲ့ဒီမှာသွားနေတာသူကလောကကြီးကို renounce လုပ်ပြီးတော့ဝိရကျမ်းကနေသင်ယူခြင်းပို့ချခြင်းကမ္မထမ်းကျင့်ခြင်းဆိုတဲ့ယောဂအကျင့်တွေကမ္မထမ်းကျင့်စဉ်တွေကျင့်ပြီးတော့သူအဲ့ဒီသွားနေတာသွားနေတော့ဘုရားပွင့်ပြီလို့လည်းသတင်းချရောသူတို့ရဲ့တွေသွားစုံစမ်းကြတာသူမသွားခင်စုံစမ်းခိုင်းတယ်ဆရာကြီးတွေဆိုတော့ဗုဒ္ဓဟုတ်မဟုတ်မသိပဲနဲ့ဘယ်တော့မှအယံမသွားဘူးသူတို့ကလည်းနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဘုရားဟုတ်မဟုတ်စုံစမ်းခိုင်းတာဘာတွေနဲ့စုံစမ်းခိုင်းလို့ဆိုလို့ရှိရင်ဒီမဟာပုရိသလက္ခဏာဝိရာကျမ်းတွေမှာပါတဲ့အမှတ်လက္ခဏာတွေရှိမရှိပါမပါ32မျိုးလုံးရှိမရှိဘူးသွားကြည့်ခိုင်းတယ်အဓိကအဲ့ဒါဘာဝိပုံသားကြီးကဆိုလို့ရှိရင်ဘယ်လောက်ထိအောင်သူ့တပည့်တွေကိုမှားလိုက်တော့ဆိုရင်မင်းတို့ဖျားဆိုလို့ရှိရင်ပွားတယ်ပါဇက်ကထုတ်ပြီးတော့မေးခွန်းထုတ်เสียမလို့တဲ့မင်းတို့စိတ်ထဲကမေးတယ်ဖျားဆိုရင်မင်းတို့စိတ်ထဲကမေးတဲ့မေးခွန်းကိုသူနှုတ်ကဖြေလိုက်မယ်ဒီလိုတော့မှားလိုက်တာနော်ဖျားဆိုတာသိဖို့အတွက်သူလှုပ်မှားလိုက်တာအဲ့လိုမှားလိုက်တဲ့အတိုင်းပဲသွားပြီးတော့စုံစမ်းထောက်လန်းကြတာမြတ်စွာဘုရားမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေတွေ့ရတယ်တွေ့ရုံနဲ့မကဘူးခုနကစိတ်ကူးတွေကနေပြီးရှုပ်ဝဲထားတဲ့မိကုန်းတွေစိတ်နဲ့မေးတယ်သူကဘာဝရီပုံသားကြီးကအသက်ဘယ်လောက်ရှိသလဲလို့တပည့်ဘယ်နှဦးရှိသလဲလို့မဟာပုရိသလက္ခဏာသူ့မှာဘယ်နှခုရတယ်လဲဆိုတာစိတ်ထဲကနေမေးတာမေးလိုက်တော့မြတ်စွာဘုရားနှုတ်ကနေထုတ်ပြီးတော့ဖြေလိုက်တာမေးတဲ့အချိန်လေးမှာအဲ့ကြောင့်လို့သူတို့တန်တော်နဲ့ဘာဝရီရဲ့တပည့်တွေဟာအလုံးမြတ်စွာဘုရားကိုသူတို့သိချင်တဲ့လေးနဲ့တဲ့မိကုန်းတွေကိုမေးထားအဲ့ဒီသုတ်တံပါရယဏဒေသနာဆိုပြီးတော့ပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်းဟောထားတာရှိတယ်ပေါ့နော်။နောက်လဲစာအုပ်လဲထွက်လာဖို့ရှိတယ်ပေါ့။ဒါကအများဒီစာအုပ်တွေကဒါတွေကဘုရားတရားတော်တွေကတိမ်မြုပ်နေတာ။အဲ့ဒီလိုမြတ်စွာဘုရားကိုလာရောက်စုံစမ်းတယ်။နောက်ဗြဟ္မာယုပုံနာကြီးဆိုတာဟာအသက်120ရှိသူမလာခင်သူ့ရဲ့တပည့်ဥတ္တရလူလင်ဆိုတာကိုလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါတပည့်ကဘယ်လိုလုပ်စုံစမ်းရမှာတော့ဆိုတော့မင်းကလည်းကွာငါတင်ပေးထားတဲ့မဟာပုရိသလက္ခဏာကျမ်းနေရှိတယ်မဟုတ်လားတဲ့အဲ့ဒါနဲ့တိုက်ပေါ့တဲ့ဆိုပြီးမှားလိုက်တာသွားတိုက်တာအဲ့ဒီလူကမြတ်စွာဘုရားနာမှာနှစ်ချီကြအောင်နေသွားတယ်နေပြီးတော့အသေးစိတ်ဘုရားကြောင့်မှနေပြီးတော့ထောက်လန်းတာပေါ့ခုခေတ်လို့ဆိုရင်ဘုရားကြောင့်မှကိုကြာကြီးနေပြီးထောက်လန်းတာသူကဘုရားဟုတ်မဟုတ်ကိုသိချင်ဘုရားဟုတ်မှုထောက်လန်းအဲ့ဒါလို့ထောက်လန်းပြီးတဲ့အခါမှာသူ့ဆရာကြီးစီတော့ပို့တင်လိုက်တာသူ့ဆရာကြီးကနေတော့အဲ့ဒီကျမှဂေါရဝဗုဒ္ဓကိုလာရောက်ဖူးမြော်တာအသက်120နော်120အဖိုးကြီးဖြစ်နေပြီသို့တော့အမတမဂုဏ်ဝါကြီးမားတဲ့အားလုံးကလေးစားရတဲ့ဆရာကြီးဆိုတော့မြတ်စွာဘုရားစီသူလာတွေ့တဲ့နေရာမြတ်စွာဘုရားကပိဋကအလယ်မှာတရားဟောနေတဲ့အချိန်ဗြဟ္မာယုပုံသားကြီးလည်းဝင်လာရောပိဋကကလှုပ်နဲ့ဖြစ်သွားတယ်အဲ့လောက်ထိအောင်ဂုဏ်သတင်းကြီးတယ်ပေါ့အဲ့လောက်ထိအောင်အရှိန်အဝါရှိတယ်သူကအဲ့ဒါလိုလာတဲ့အခါမှာသူကပိဋကကိုပြောတာငြိမ်နေကြပါငြိမ်နေကြပါဟောဒီကဖျားသွားတဲ့အလယ်လမ်းလေးဆိုတာရှိတယ်ခုခေတ်တရားပွဲတွေမှာလို့တဝါဒိကဆရာတော်တွေကြွဖို့ဆိုပြီးတော့လမ်းလေးခြံထားတာရှိတယ်အဲ့ဒီလမ်းကနေပြီးတော့သူဖျားနေချီအောင်ရောက်လာပြီးတဲ့အခါမှာသူတပည့်ထောက်လန်းပြီးတော့တင်ပြထားတဲ့ report အတိုင်းပဲမြတ်စွာဘုရားကိုသူကပြန်ပြီးတော့သူကိုယ်တိုင်ထောက်လန်းကြည့်သေးတယ်မဟာပုရိသလက္ခဏာတွေရှိသလားဆိုထောက်လန်းနေတယ်သူကိုထပ်ပြီးတော့သူတို့ကြည့်တာလည်းသိတယ်နော်နှစ်ဖူးရည်ဒူးရည်ပေါ့ဗျာခြုံပြောလိုက်လို့ရှိရင်လူရဲ့နှစ်ဖူးရည်ဒူးရည်စာရုပ်လက္ခဏာသင်ပြင်းတွေအလုံးကြည့်လိုက်တာနဲ့ဟာထိုစာထဲမှာဆိုထားတာနဲ့အကုန်ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုပြီးတော့မှဗြဟ္မာယုပုံသားကြီးဟာမြတ်စွာဘုရားကိုအာရပါယဘုရားခြေပမိုးကိုခေါင်းနဲ့တိုက်ပြီးတော့သူဟာဗြဟ္မာယုပုံသားကြီးပါဆိုတာကိုအာရပါယရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဘုရားကိုရှောက်တယ်ဒီလိုထောက်လိုက်ရည်လိုက်တာသူတို့ကတခါပောဂရတတိပုံသားကြီးကလည်းအပဋ္ဌဆိုတဲ့လူလုံးကိုလွတ်ပြီးတော့မြတ်စွာဘုရားဟုတ်မဟုတ်တိုက်ဆိုင်ခိုင်းတယ်တရင်ထောက်လန်းခိုင်းတယ်ထောက်လန်းပြီးဆိုတော့မှသူတို့လာကြတာပေါ့ဒါက
မြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဟုတ်မဟုတ်ဆိုတာတွေကမဟာပုရိသလက္ခဏာနဲ့တိုက်ဆိုင်တယ်အရေးချင်းအားဖြင့်ကတော့တမန်အားဖြင့်ပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးဒါကြောင့်မို့ဗုဒ္ဓရဲ့အရေးချင်းဆိုဒီမှာအရဟံသမ္မာသမ္ဗုဒ္ဓောဝိသရဏတမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿန္တံဗုဒ္ဓောဘဂဝါဆိုတဲ့ဒီရည်ချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှသာလေဘုရားဆိုတာဖြစ်တယ်ဒီရည်ချင်းမရှိရင်ဘုရားမဖြစ်ဘူးအဲ့တော့ဣတိပိသောဆိုတဲ့ဘုရားကုံတော်ပါတဲ့သုတ်တန်တွေကအလွန်ပဲများတယ်ဒီထဲမှာအရဟံနဲ့သမ္မာသမ္ဗုဒ္ဓောဒီကုံတော်နှစ်ခုကတော့ဘုရားနဲ့ပတ်သက်လာလို့ရှိရင်မပါတာကိုမရှိဘူးကျန်တဲ့ကုံတော်တွေကတစ်ခါတရံမှပါတယ်နော်ကျန်တဲ့ကုံတော်တွေကကြည့်လေခုနကရွတ်သွားတဲ့နမောတတ္တတွေပဲကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့သုံးခုပါနေတယ်လေအရဟတောဆိုတာအရဟံကိုပြောတာသမ္မာသမ္ဗုဒ္ဓောဆိုတာသမ္မာသမ္ဗုဒ္ဓကိုပြောတာဘဂဝတောဆိုတာနော်ဒီဘဂဝါကုံတော်ကိုပြောတာဟောကိုလိုသုံးပါသုံးမျိုးဟာဒါအမှန်မှအရေးပါတယ်တော့ဒါကြောင့်မို့ဒီနေ့မြတ်ဗုဒ္ဓရဲ့အရဟံကုံတော်ဆိုတာကိုသိရှိနားလည်ကြရအောင်စာပေကျမ်းမှာဘယ်လိုရေးသားထားတယ်လဲဘယ်လိုရှင်းထားတယ်လဲဆိုတာနားလည်ဖို့အမှန်မှအရေးကြီးတယ်စကားလုံးလေးကသုံးလုံးနဲ့ပဲရှိတယ်အခရာသုံးလုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအယေရယေဟာယေဒီသုံးလုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အနည်းဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုံတူးနဲ့ဂုံတူးဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ဘောကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုံတူးဝိသေသနဲ့ချီးကျူးတဲ့ဂုံကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်ဗုဒ္ဓဆိုတာဘုရားရဲ့ဂုဏ်ကိုအနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင့်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲဘုရားနဲ့ပတ်သက်ပြီးအလွန်တင့်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထာဘုရားကိုအာယုံပြုနေတာနဲ့ပဲဒါဟာသမထကမ္မထာတစ်ခုဖြစ်တယ်ပေါ့သမထကမ္မထာနဲ့မကဘူးဗုဒ္ဓနုတ္တိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုတ္တိကမ္မထာသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်တစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်ဘုရားနုတ္တိဘာဝနာဟာအလွန်ကြီးမားတဲ့အရေးချင်းရှိတယ်လို့စာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမြတ်ဆုံးဘာဝနာလို့ဒီလိုပြောတာအဲ့တော့ဂုဏ်တော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါချီညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးလို့ရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါဆိုတာအလုံးကိုကြီးမြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်ပေါ့အလုံးလေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရု
ကရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ခုရုတွေကိုဘဂဝါလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာရင်ပဲဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိခရုဘဂဝါတိခုရုခုခေတ်တောင်းတဲ့ဆိုဘဂဝါဆိုတာခုရုကိုခေါ်ရတယ်ကရုခုရုံဟိလောကေဘဂဝါတိဥစ္စာတိခုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုလောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းတိလနဲ့နိုင်ရှင်တယ်ဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်ကိုပြောတယ်မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်မဆူထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလို့ရပေါ့နော်ဒါကြောင့်တလောကလောကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါမြန်မာလိုတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်တကယ်အရဟံမလားဆိုရဲအတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိမှတ်ရပြီးတော့စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြုတ်ကုန်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာအော်ဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်တတ်လာတယ်အဲ့ဒီကျင့်တတ်လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လုပ်နေမရဘူးနော်ဘုရားကုံတော့မထီရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာတိတ်ဝမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကဖြစ်လာရွေနှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကနမ်းပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါကိုယ့်ကိုစဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံဂုဏ်တော်နဲ့ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းချင်းအထက်တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုဏ်တော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရတယ်စိတ်ထဲမှာจิตတတ်စရာတွေပဲဖြစ်လာပြီးတော့တမာရိရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်သိလဲသိရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင်သူတော်စင်တွေဟာယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံတာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာတရားပါတဲ့ပညာပါတဲ့တရားမျိုးတာနဲ့ဒီမှာတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေ့လာစီးပူးအထောက်ကြ
ဗုဒ္ဓဘာသာတွေဟာပညာဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဗုဒ္ဓဘာသာကြီးပဲဖြစ်စေရဘူးပညာဗုဒ္ဓဘာသာဖြစ်တရားဗုဒ္ဓဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပျောက်သွားတယ်သူကတရားဆိုတာပညာပါမှဘယ်သူပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုနှစ်ကာသိထားတယ်အဲ့ဒါလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်နံပါတ်1ကဝေးကွာခြင်းအရဟံရဲ့အဓိပ္ပာယ်နံပါတ်1ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတော့ဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးကွာလုံးဝဝေးကွာတယ်သူ့ဘာသူဝေးကွာတာလားလို့ဆိုမဟုတ်ဘူးသောတာပတ္တိမနဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမနဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမနဲ့ဖယ်ရှားလိုက်တယ်အရဟံတမနဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရတော့အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်နဲ့နှလုံးနဲ့စိတ်နှလုံးမှာဘလောက်အေးချမ်းနေမယ်ဆိုတော့စဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားဖို့လိုတယ်ပေါ့နော်ဆင်ញင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကဘယ်လိုရေးထားတော့ဆိုမလေးပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတော့ဆိုလို့ရှိရင်အနန္တတ္တိကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနန္တကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနန္တကျန်တယ်မောဟပယ်လိုက်တယ်အနန္တတ္တိကျန်တယ်ငကိုပင်ကိုစရိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကျတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တစ်ခုမှမချမ်းဒါကြောင့်မို့လို့ဘုရားကျတော့ဝါဒနာနဲ့တကွကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်။ယန္တာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမဲ့တော့ရတာပဲဒါပေမဲ့ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့။အခုကြီးကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုရင်မဟုတ်တာတွေလုပ်တာနော်ဝါဒနာတားရင်တော့ဝါဒနာကိုမတားနဲ့ဆိုပြီးအဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီဝါဒနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့တဲ့အတွက်ကြောင့်ကိလေသာတွေကဝေးကွာသူဆိုတဲ့ဂုဏ်ဟာယဟန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထွက်တယ်နော်ဒါကြောင့်အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရေးချင်းတစ်ခုမှတ်သားကြရအောင်ဘုရားမှာဝါသနာနဲ့လည်းကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးကွာနေတဲ့ပုဂ္ဂိုလ်များဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာဒီလိုနှလုံးသွင်းရအကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေတခြင်းဆိုတာတော့ repetition တွေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုပ်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှတခြင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်နဲ့တဏိကုံလုံးနော်အော်နာတဏိကုံအော်နာသူဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုကိုယ်ွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလား
ကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးလို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်တယ်တော့ကြရောက်လာပြန်ပြီဒေါသဟာလောဘမရှိဘူးလို့ထင်တယ်တော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ဝါလန်းသွားပြီဖယ်ရှားပြလိုက်ပြီးလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံနော်အရဟံဒါအဓိပ္ပာယ်တစ်ခုဖတ်တဲ့အခါမှာလည်းသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအဓိပ္ပာယ်ကအာရကဝေးကွာတယ်ဒီစကားလုံးတစ်လုံးနဲ့ကဒီအဓိပ္ပာယ်တစ်ခုပေါ်ပြဟောနောက်တစ်ခုကျတော့သူကအဓိပ္ပာယ်တစ်မျိုးကြံလိုက်ပြန်တစ်မျိုးဖွင့်ဆိုမှာသူကအရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တုတွေကိုဟဆိုတာချိန်ပုံပြီးတာအနိုင်ယူပြီးတာဖြစ်တယ်ယန္တုဆိုဒီမှာဘယ်သူကိုပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတာကိလေသာကမှတကယ်ယန္တုအစ်စ်လေးမရဲချတာကကိုယ်ကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုယ်မွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကကိုယ်မရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခန္ဓာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘာလို့လဲလို့မေးရင်ကိလေသာတွေပဲအဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘယ်သူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘယ်သူကြောင့်ပြောမှဆိုမှတွေဖြစ်တာဘယ်သူကြောင့်သူ့ကြောင့်ဟောအားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်သူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိနေနော်မုန်းစရာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တုတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟနအရိဆိုတာယန္တုကိုခေါ်တယ်ဟဆိုတာဖြည့်ဆည်းထားတာဖြည့်ဆည်းပြလိုက်တာယန္တုတွေကိုချိန်မုံပလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစေလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာယန္တုတွေကိုအားလုံးအနိုင်ယူထားပြီးသူဖြစ်တယ်ယူထားပြီးခြင်းကိလေသာအလုံးကိုချိန်မုံပြီးဖြစ်ခြင်းယန္တုမရှိတော့ဘူးလို့ဆိုလို့တယ်ဘုရားယန္တုမရှိဘူးဆိုဒေဝဒတ်တို့ပဲသွားထားတော့မေးကောင်းမေးလိုက်မယ်အပြင်ယန္တုအဲ့ဒါနော်ဘုရားမှာကိလေသာယန္တုဆိုတာမရှိတော့ဘူးလုံးဝမရှိတော့အတွင်းယံအပြင်ယံဒါကြောင့်မို့လို့အရဟံကိလေသာယန္တုတွေကိုချိန်မုံဖြည့်ဆည်းပြီးဖြစ်သူလို့ဒီချိန်မုံဖြည့်ဆည်းခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့ဟောသောဘဂဝါထိုဘုန်းတော်ကြီးမှာရှင်တော်မြတ်ဘုရားဟာဣတိပိကိလေသာယန္တုတွေကိုအပြည့်အချိန်မုံထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟပြီးတော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြီးသားပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကတခါလေလက်ဆက်တခါလေနလမထုနိုင်အောင်ချိန်မုံတာကြံတဲ့ပုဂ္ဂိုလ်တွေကအနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ကိလေသာဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပြည့်သက်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံယန္တုတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကလည်းခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာနေထိအောင်အကျဉ်းချင်းထပ်ထပ်အမှတ်ရဖို့ပဲဒါကိုဘုရားနုတ္တိလို့ခေါ်တာနော်ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာ
တန်လျာစပင်းကြီးရဲ့အကန့်နဲ့အရဆိုတာအကန့်ဟဆိုတာဖြည့်စည်းတာအကန့်တွေကိုဖြည့်စည်းပြီးဖြစ်သူဖြည့်စည်းပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကားလုံးတစ်ခုပေါ့တန်လျာစက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်လျာစက်ဝန်းကြီးကဘာနဲ့ဥပမာတူလို့ဆိုလှဲပြီးကြီးနဲ့အလားတန်တူတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်ကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်စက်ဝိုင်းကြီးနဲ့မိုးဘုဆရာတော်ကြီးပြထားတဲ့စက်ဝိုင်းကြီးဟာဒါလှဲပင်ကြီးလိုပဲအဲ့တော့လှဲပင်ကြီးနဲ့ဥပမာထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တဏှာထဲမှာဘုန်းကြီးတို့တွေသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတဏှာဆက်ကလို့ဆိုတဲ့ဒီလက်ဘိန်းကြီးနဲ့လက်ပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှိရင်အဲ့ဒီယထာကြီးဟာတဘွားကနေတဘွားသွားနေတာဟာဒီဘိန်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့တယ်ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုဒီလှဲပင်းရဲ့အလဲကောင်ကဝင်ရိုးတက်တဲ့နေရာကိုနော်ဒီဝင်ရိုးတက်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရိုးတက်တဲ့နေရာကိုနော်အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တရားတစ်ခုနဲ့တစ်ခုတော့တူချင်မှတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်လေးစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့လဲဘင်းကြီးရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာကပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တဝေဒနာတဏှာဥပါဒံနော်ဘဝဆိုတာတွေကအကန့်နေထောက်ဆံနေပေါ့အကန့်နေပေါ့လဲဝေးမှာဆိုရင်အကန့်နေအားလုံးစပိန်ရတော့စပုတ်တံခေါ်သလားမသိဘူးအဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီနောက်ပြီးတော့ဒီသရမရဏဆိုတာဘဝတစ်ခုမှာအဆုံးသတ်တာကတော့အိုခြင်းနဲ့သိခြင်းမှအဆုံးသတ်တာကြောင့်မလို့ဘေးကနေကွတ်ထားတဲ့အကွတ်တကူလို့ခေါ်တယ်ပေါ့လှဲပင်ကြီးရဲ့ဘေးကဘောင်ခတ်ထားတဲ့အရာပေါ့နော်အဲ့ဒါကိုနေမိလို့ခေါ်တယ်ပါဠိလိုကြတယ်နော်နောက်တစ်ခါအဲ့ဒီလှဲပင်ကြီးကဝင်ရိုးမရှိလဲတာမဟုတ်ဘူးဒါကြောင့်ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝလို့ဆိုရင်အာတဝတရားတွေဖြစ်ပေါ်လာမှုပါဝင်ရိုးနဲ့အလားတန်တူတယ်ပေါ့ဝင်ရိုးနဲ့အလားတန်တူတယ်အဲ့ဒီဘဝယထာကြီးကိုပုံဖော်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနဲ့တဏှာကပုံထောင်းသရမရဏကအကွတ်သင်္ခါရစတိကအလယ်ကထောက်ဆံနေအဲ့ဒီလိုဘိန်းကြီးဟာအချိန်နေကောင်းနေတယ်ဗျဘဝယထာမှာဒီဘိန်းကြီးပေါ်မှာလဲပတ်ပြီးတော့ဘဝယထာကြီးဟာမောင်းနေပြီးတော့နေနေတာအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာဒီလူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့တဏှာထဲမှာမဆုံးနိုင်တဲ့ခရီးကြီးကိုဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဒါတန်တရာဆက်ကတဏှာဘိန်းကြီးလို့ဒီလိုခေါ်တာပေါ့ဥပမာနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ခြားယဟတ်ဆိုတာလို့ပေါ့နော်ခြားယဟတ်ဆိုတာအလုံးသိဘူးတဲ့အတိုင်းပဲသိကြတဲ့အတိုင်းပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နဲ့သွားနေတာပဲလေလဲတာဆုံးတဲ့လူမှရှိမှမရှိတာအဲ့ဒါလိုပဲတဏှာခရီးကြီးကမဆုံးဘူးအဲ့ဒီမဆုံးနိုင်တဲ့တဏှာခရီးကြီးဆိုတဲ့ပရိစ္ဆေသမုပ္ပါဒ်ဘီးကြီးကိုနော်ဝိပဿနာဉာဏ်အခြေခံတဲ့မဉာဏ်နေနဲ့ဒီဘီးကြီးကိုဖြည့်ဆည်းပြလိုက်တာနောက်ဆုံးမှာအကန့်နေထောက်တွေကိုရိုက်ချိုးပြလိုက်တယ်ပုံတောင်းကြီးကိုခွဲပြလိုက်တယ်အကွတ်တကူတွေကိုဖြည့်ဆည်းပြလိုက်တယ်ဆိုဒီဘိန်းကြီးကလဲနိုင်မအောင်လားမလဲတော့ဘူးအဲ့ဒါကိုဆိုလို့တဲ့ပီလဆိုတဲ့မြေပေါ်မှာရက်တည်ပြီးတော့တရားဆိုတဲ့လက်နဲ့နော်အရတ္တမေဆိုတဲ့ဒါလက်နဲ့ကိုကင်ဆွဲပြီးတဲ့အခါမှာအဲ့ဒီဘိန်းကြီးကိုဖျက်ချလိုက်တာ
အကန့်နေကုံရိုက်ချိုးလိုက်တဲ့အကုတ်တကူတွေဖြတ်ပြက်လိုက်တဲ့ဆိုဘိန်းကြီးကပြိုကျသွားတယ်ပြိုသွားတော့လည်နိုင်စွာမရှိတော့ဘူးအဲ့ဒီအဓိပ္ပာယ်ကိုယူပြီးတော့အရဟံတန်တရာဆက်ရဲ့အကန့်တွေကိုဖြည့်ဆည်းပြီးခြင်းဖြည့်ဆည်းပြီးတဲ့အရေးချင်းရှိတယ်ဆိုလိုတာကမြတ်စွာဘုရားဟာဘဝခရီးရပ်တန့်သွားပြီမသွားတော့ဘူးလို့ဆိုရပေါ့ဘုန်းကြီးတို့တွေကဘဝခရီးကိုသွားကြအောင်မှာသွားကြတဲ့အခါမှာဘဝခရီးကိုဗာနဲ့စတော့အဝိဇ္ဇာနဲ့တဏှာနဲ့စတယ်ဘာနဲ့အဆုံးသတ်တော့အိုခြင်းသိခြင်းနဲ့အဆုံးသတ်တယ်ဈာထဲမှာဘာတွေဖြစ်တုံဆိုကောင်းမှုလုံးလိုက်မကောင်းမှုလုံးလိုက်ပျော်လိုက်ပါလိုက်ရီလိုက်မောလိုက်ဒါတွေနဲ့သွားနေတာလေအဲ့ဒါတွေကိုအကုန်ဖြိုချဖြည့်ဆည်းပြလိုက်လို့တဏှာခရီးရပ်တန့်သွားပြီဆိုရင်ဘိန်းကြီးပြိုကွက်သွားတာနဲ့အလားတရံတူတယ်ပေါ့ဒါကြောင့်မို့အရဟံအရတဏှာဆက်ရဲ့ဆက်ဝန်းရဲ့အကန့်တကူတဏှာဆက်ပြီးကြီးကိုဖြည့်ဆည်းပြီးတဲ့ပုဂ္ဂိုလ်များလို့ဒီအကြောင်းတွေကြောင့်ဒီလိုဖြည့်ဆည်းပြီးဖြစ်သောကြောင့်မြတ်စွာဘုရားဟာတကယ်အရဟံပုဂ္ဂိုလ်မြတ်ဖြစ်ပါပြီလေဟောအရေးချင်းနဲ့ဂုံကြီးနဲ့တွဲမှတ်ပြီးတော့နေရမယ်တရားဒါအဓိပ္ပာယ်တစ်ခုနံပါတ်1ကဝေးကွာခြင်းနံပါတ်2ကကိလေသာတွေကိုအနိုင်ဖြည့်ဆည်းပြီးခြင်းနံပါတ်3ကတဏှာဆက်ရဲ့အကန့်တွေကိုဖြိုချဖြည့်ဆည်းပြီးခြင်းဆိုဟောဒီ3ခုဒါမြတ်စွာဘုရားနဲ့ပတ်သက်တဲ့အရေးချင်းတွေတစ်ခုပြဟောနောက်တစ်ခုကျတော့အရဟလို့ပဲပေါင်းဖတ်အရဟလို့ပဲပေါင်းဖတ်တယ်အရဟဆိုတာကျတော့ထိုက်တန်သူလို့အဓိပ္ပာယ်ရတယ်ထိုက်တန်သူထိုက်တန်တယ်ဆိုတာဘယ်သူကပဲရှ िख ိုးထိုက်တယ်လောကလူတွေကပြောကြတယ်ဟာမင်းဒီအလုပ်လုပ်ထိုက်တယ်ဘာလို့လုပ်ထိုက်တယ်ပြောလို့လုပ်ရင်အကျိုးရှိတယ်လေဒီခရီးသွားတိုက်တယ်သွားရင်အကျိုးရှိတယ်လေအကျိုးမရှိပဲတော့ဒီဘက်မှာတော်တယ်တန်တယ်မပြောဘူးလေလှုပ်ထိုက်တယ်ထိုက်တန်တယ်လို့ပြောတဲ့စကားလုံးတစ်ခုဟာဒီအရဟဆိုအရဟဆိုထိုက်တန်တယ်ဘာကိုထိုက်တန်တာတော့လို့မေးလို့ရှိရင်ဘယ်သူကပဲလက်အုပ်ချီကိုထိုက်တန်တယ်ဘယ်သူကပဲလှူတာတွေဟာထိုက်တန်ဘာဖြစ်လို့လဲလက်အုပ်လေးတစ်ချိန်ချီလိုက်တာနဲ့နတ်ပြည်ရောက်သွားနိုင်တယ်ဟောအကျိုးတုံ့ပြန်မှုတွေဟာအမှန်တမ်းထိရောက်တယ်မြတ်စွာဘုရားကိုလက်အုပ်ကလေးနဲ့ချီလိုက်တာတောင်နတ်ပြည်ရောက်သွားလက်အုပ်နဲ့တည်းမချီနဲ့အောင်လက်လည်းမချီဘူးဘာမှမချီပဲနဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးကြည်နူးတဲ့စိတ်ကလေးဖြစ်လိုက်တာနဲ့ပဲနတ်ပြည်ရောက်သွားဟောမထိုက်တာဘူးလားကြည့်လိုက်တာလေးနဲ့စိတ်ထဲကကြည်နူးလိုက်တာနဲ့ကောင်းရတဲ့ဥဒိဘုံရောက်သွားနိုင်တယ်ဆိုအလွန်ထိုက်တန်တာပေါ့ဒါနကောင်းမှုပြုလိုက်လည်းပဲပြုလိုက်တဲ့မြတ်နော်အကျိုးဖြစ်ထွန်းတယ်ဆိုတော့အယောင်းဝယ်ကိစ္စတွေဆိုရင်အရင်ကနည်းနည်းလေးနဲ့အမျက်ကြီးရတယ်ဆိုဟာလှုပ်ထိုက်တယ်ပြောကြမှာပဲမြေမှာလည်းပဲစိုက်လိုက်လို့ရှိရင်ပြီးနံနေအများကြီးထွက်တယ်ဆိုဟာစိုက်ထိုက်တယ်ဟောဒီလိုပြောကြတာမြတ်စွာဘုရားကထိုးတူတယ်အကျိုးတုံ့ပြန်မှုအင်အားတွေအလွန်ကောင်းတာဖြစ်သောကြောင့်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကပူဇော်ထိုက်တယ်ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်ဘက်ကကြည့်မြတ်စွာဘုရားဟာမထိုက်တန်ဘူးလို့ပြောเสียသီလကနေကြနေတာမရှိဘူးတမာတိနေကြနေတာမရှိဘူးပညာနေကြနေတာမရှိဘူးလွတ်မြောက်နေတဲ့စိတ်နေကြနေတာတွေမရှိဘူးအားလုံးဟာအစစ်အမြင့်ဆုံးအားလုံးဟာပါဖက်ဖြစ်နေတယ်ဒါကြောင့်လို့မြတ်စွာဘုရားအားလုံးထိုက်တန်နေတဲ့ပုဂ္ဂိုလ်လူမင်းနာမည်ဗြဟ္မာမင်းတို့ရဲ့ဝတ်ဆင်းပြီးတော့ဥညွတ်ခြင်းကိုထိုက်တန်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားစီလာတဲ့အခါမှာကောသလမင်းကြီးကလူအစင်တန်းနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားတဲ့တာတယ်လူအစင်တန်းနဲ့ပြောကြရမှာဆိုကောသလမင်းကြီးကကာတိကောသလနှစ်နိုင်ငံကိုအုပ်စိုးတဲ့ဧကရိပင်ကြီးမြတ်စွာဘုရားကတက်ကတိုင်းအငယ်စားလေးမှာဘာနဲ့ပြောရမလို့ဆိုမြန်မာဘုရင်နဲ့စော်ဘွားတွေလိုပဲရှိတယ်ဒီလိုနော်ကောသလမင်းကြီးကအင်ပါယာအကြီးကြီးမြတ်စွာဘုရားရဲ့အမျိုးတက်ကတိုင်းဒီသုတ္တရဏမင်းတို့ကတိုင်းငယ်ပြည်ငယ်လေးဒါယာရုနဲ့ပြောပြရင်နော်သို့တော့ကောသလမင်းကြီးဟာ
မြတ်စွာဘုရားကိုလာတဲ့အခါရှ िख ိုးတဲ့အခါမှာယာဓုတို့မျိုးရိုးတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါယာဓုနဲ့ကြည့်ပဲဆိုသူ့အောင်ငယ်တယ်လေငယ်တယ်လို့ပြောမှလုံလောကအနေနဲ့ပြောတာနော်ဘုရားမြတ်စွာဘုရားကိုသူဘလောက်ထိအောင်လေးစားတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြေပမိုးကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမြတ်စွာဘုရားကိုယ်တိုင်ကတခါတော့ကအမေးရှိတယ်ကောသလမင်းကြီးကဒီအဲ့ဒီယူကျိုးတာနဲ့ပတ်သက်ပြီးတော့ဉာဏ်နေကိုမိတ်တာကောသလမင်းကြီးငါတို့တာဂိဝင်မင်းမျိုးတွေဆိုတာတဲ့ကောသလမင်းကြီးရဲ့အယံမင်းအဆင့်နဲ့ရှိတယ်ပေါ့အယံမင်းအဆင့်အနုယန္တလို့သုံးတယ်မြတ်စွာဘုရားအနုယန္တဆိုတာနောက်ကလိုက်ရဆင့်ခေါ်လိုက်ရင်သွားကြနော်ဘယ်မှာတိုက်ပွဲရှိတယ်ဆိုဆင့်ခေါ်သွားရတယ်ဟုတ်လားဗမာပြည်မှာလည်းမြင်လားတိုင်းချက်ပြည်ချက်ကလေးတွေဆိုတာအင်းဝါကမျိုးတော်ဖြစ်တဲ့အချိန်မှာလာခဲ့ပြည်ဘက်ကလာခဲ့ဟန္တာဝရီကလာခဲ့စစ်တိုက်ဆရာရှိတယ်ဆိုသွားကြရတယ်လေသွားကြရတယ်အဲ့ဒီလိုအနုယန္တအဆင့်နေပေါ့အဲ့ဒီလိုငါတို့ကအနုယန္တအဆင့်မှာရှိတော်လေကောသလမင်းကြီးဟာဒီမြတ်စွာဘုရားကိုငါတဲ့အဆင့်မြင့်တယ်ငါတဲ့ရာထူးကြီးတယ်ငါတဲ့မြင့်မြတ်တယ်ဒီခုံလောကီခုံအပြင်မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့နှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတာမဟုတ်ဘူးတဲ့ငါကိုအာရပါရရှ िख ိုးတယ်ဆိုတာသီလသမာဓိပညာဆိုတဲ့လက်လန်းမမီတဲ့အရည်ချင်းတွေကြောင့်ရှ िख ိုးတာလို့သုတ္တန်တစ်ခုကအဲ့လိုဟောထားတယ်မြတ်စွာဘုရားကိုယ်တိုင်ဒီလိုဟောထားတာဇာအားဖြင့်ငါတဲ့ညာလို့မဟုတ်ဘူးတဲ့နော်ဒီအရည်ချင်းတွေကြောင့်ငါ့ကိုရှ िख ိုးတယ်အဲ့တော့ကောသလမင်းတို့တိုင်းပြည်နှစ်ပြည်ထိုခေတ်ကတိုင်းကြီးပြည်ကြီးကိုအုပ်စိုးတဲ့ဧကရေဘုရင်ကြီးကနှစ်ဖူးနဲ့ခြေပမိုးကိုတိုက်ပြီးတော့ရှ िख ိုးတယ်အဲ့ဒါလို့ရှ िख ိုးရလောက်အောင်ဘာကြောင့်ရှ िख ိုးတာတော့ဆိုသီလအားဖြင့်တာလုံးမြင့်မြတ်လို့သမာဓိအားဖြင့်တာလုံးမြင့်မြတ်လို့ပညာအားဖြင့်တာလုံးမြင့်မြတ်လို့ရှ िख ိုးတိုက်တဲ့ခုံကြီးတွေဟာထိုက်တန်လွန်အားကြီးလို့မြတ်စွာဘုရားကိုရှ िख ိုးတာဟာတဲ့ဟောအဲ့ဒါကိုပြောတာအရဟံထိုက်တန်သူဆိုတာထိုက်တန်တယ်အာရပါရကြီးညိုလေးစားတတ်တဲ့ပုဂ္ဂိုလ်အေးလူမင်းကသာရှ िख ိုးတာလားဆိုဘယ်ဟုတ်မှာတော့သူချာမင်းကြီးတာဝရိနာနတ်ပြည်တို့နတ်မှန်တယ်ဗျအဲ့နာလေတာဝရိနာနဲ့စတုမာတွေနတ်ပြည်နှစ်ပြည်ကိုအုပ်စိုးထားတာနော်ဝရစိန်လက်နဲ့ကြီးကင်ထွက်လာလို့ရှိရင်အလုံးကကြောက်ကြတယ်တရားမင်းကြီးလေတရားမင်းကြီးဟာအင်တမပါဝါကြီးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကိုဥတိုက်တယ်ဒီလိုဆိုတာနော်အဲ့ဒီအထက်ကနတ်တွေလည်းထိုးတူပဲနောက်ဆုံးမှာတာမတိဓမ္မမင်းကြီးဆိုသူကအတိတ်ဘဝတုန်းကကတ္တဝဘုရားရဲ့လက်ထက်မှာသဟကဆိုတဲ့ယဟန်ဖြစ်ပြီးပထမဇန်ရလို့ယဟန်ဘဝကနေဇန်နဲ့တယ်ပဲပြန်တော်မူသွားတော့အဲ့ဒီမှာတာမတိဖြစ်မှာသွားဖြစ်တယ်ယဟန်တစ်ပါးကနေဘုန်းကြီးတစ်ပါးဖြစ်သွားတယ်ဖြစ်မှာအဲ့ဒီမှာကျတော့တဟံပတိလို့ခေါ်တယ်သူပြေဓမ္မတော့သဟကလို့ခေါ်တယ်သူဟာအလုံးသိတဲ့အတိုင်းတရားဟောဖို့တောင်းပန်တဲ့ပုဂ္ဂိုလ်ကြီးပဲတောင်းပန်ပြီးတဲ့အခါမှာသူပန်းကုန်းကုန်းတာပန်းကုန်းကလည်းသေးသေးမဟုတ်မြင့်မို့တောင်းတော့အလုံးရှိတဲ့ပန်းကုန်းကြီးကုန်းမပြီးတိုင်အလုံးလို့ပြီးတော့တကိုးနဲ့ကုန်းတာမဟုတ်ဘူးသူကြကြနနကိုစိတ်ပါဝင်စားစွာပန်းကိုကုန်းတာပန်းကုန်းနေတော့နောက်ဆုံးမှာမြတ်စွာဘုရားဓမ္မစကြာဟောသွားပြီးဘယ်တရားဟောသွားပြီးပဲနောက်ဆုံးမှာပြိဋိဘံစံတော့မယ်ဆိုတော့မှပြိဋိဘံစံသွားပြီဆိုမှသူပန်းကုန်းကြီးကမပြီးသေးဘူးလေပြေးပြီးတော့လာပြီးတော့ဘုရားကိုပူဇော်ရတဲ့အဲ့ပန်းကုန်းကြီးနဲ့နော်ပန်းကုန်းကလည်းပဲ45နှစ်ကြာအောင်ကုန်းတာနော်သူစီမှာတော့45နှစ်မဟုတ်ဘူးပေါ့လူပြည်နဲ့45နှစ်ကုန်းတာတော့မပြီးသေးတဲ့ပန်းကုန်းကြီးနဲ့အဲ့ဒါဘာလို့လဲဆိုပူဇော်ခြင်းလို့ထိုက်တန်လို့ပူဇော်တာအဲ့တော့ဗြဟ္မာမင်းကြီးတွေကလည်းပဲဘုရားကိုပူဇော်တာပဲနတ်မင်းကြီးတွေကလည်းဘုရားကိုပူဇော်တာပဲလူမင်းတွေကလည်းပဲဘုရားကိုပူဇော်တာအဲ့ဒီလိုဘုရားကိုပူဇော်တယ်ဆိုတာကိုကြပြာဆံဆံရေးထားတဲ့အခါကျတော့ဘယ်လိုရေးတော့ဆိုရင်မြတ်စွာဘုရားရဲ့ခြေသေးတော်ဟာတဲ့တဘာဝအားဖြင့်ညီရဲပြီးတော့အယောင်တောက်ပြောင်နေတာသို့တော်လည်းပဲတဲ့လူမင်းနတ်မင်းဗြဟ္မာမင်းတို့ရဲ့ဒီတရဖူကြီးတွေနဲ့ဒီခြေသေးဟာဒီရှုပ်ရှက်ခတ်နေတယ်လို့ဒီလိုရေးထားတယ်ခြေသေးပေါ်မှာလာရှုပ်ရှက်ဆိုလိုတာကတော့မြတ်စွာဘုရားကိုခြေထောက်ကိုအမြဲတမ်းဥတိုက်နေတဲ့ပုဂ္ဂိုလ်တွေကြောင့်
နီးရဲနေတဲ့ခြေသေးရဲ့အလှဟာနော်ဟိုရောင်ဒီရောင်တွေနဲ့ရောထွေးကုန်တယ်လို့ဒီလိုဆိုလိုတာမပြတ်ဘူးနော်အဲ့ဒါဘာလို့ဆိုထိုက်တန်သူပဲထိုက်တန်သူအရဟံထိုက်တန်သူဆိုတလောကလုံးကဘယ်လိုပဲဒီမြတ်စွာဘုရားကိုလှူဘုရားဟာဘုရားတဲ့ပစ္စည်းကတန်သွားတယ်လို့မရှိဘူးတဲ့ဒါမှမဟုတ်ခဏခေတ်တောင်ကြည့်ကြမြတ်စွာဘုရားကိုစေရီတွေတည်ပြီးတော့ကိုယ်ဝယ်ကြတယ်ဘွားတော်တွေထုပြီးတော့ကိုယ်ဝယ်ကြတယ်ကိုယ်ဝယ်လို့ကမဆုံးနိုင်ဘူးလေထိုက်တန်သူဖြစ်လို့ဒီလိုလုပ်ကြတယ်လို့ဆိုတာအရဟံခဏကြည့်အောင်ကိုယ်ဝယ်စိတ်ကပ်နေကြတော့မယ်ဒီလိုဆုံးလို့တာပေါ့နော်နောက်တစ်ခုကတော့ဘာလို့ဆိုအရဟံကိုအရဟံလို့ဆိုပြီးတော့ရဟဆိုတာကွယ်ရာလို့အဓိပ္ပာယ်ရတယ်အဆိုတာမရှိဘူးကွယ်ရာမရှိဘူးမြတ်စွာဘုရားမှာကွယ်ရာရဲ့လို့မရှိဘူးဆိုလိုတာကတိတ်တိတ်ပုံလူမသိသူမသိလှုပ်တဲ့အကုသိုလ်ဆိုတော့မရှိဘူးဆိုစာထဲမှာဘယ်လိုရေးထားတော့ဆိုလောကေပဏိတမာနိနောဘာလာကိုယ်ကိုပညာရှိကြီးလို့ထင်ကြတဲ့လူမိုက်တွေဟာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာအတ္တိလောကပယိနဟိုလူကအပြစ်တင်မှာတော့မကောင်းတဲ့တွေထွက်မှာကြာကြောက်တယ်နော်မကောင်းတဲ့တွေထွက်မှာကြောက်တော့ဘာလုပ်လဲရဟောပပံကရွန်တီတဲ့တိတ်တိတ်ကလေးမဟုတ်တာလုပ်တယ်ကွယ်ရကြတော့မဟုတ်တာလုပ်ကြတယ်ဒါလောကကြီးကအများစုကိုပြောပြတာနော်ရှေ့မှာတော့ဟန်ကြီးပန်ကြီးနဲ့နေပြီးတော့ကွယ်ရကြတော့မဟုတ်တာလုပ်နေတာလေအများကြီးရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးနဂရာစိတ်ကရောတိဘယ်တော့မှစိတ်ကြွယ်ရမှာမဟုတ်တာလုပ်တယ်လို့မရှိဘူးနော်လူရှိတစ်မျိုးကြွယ်ရတစ်မျိုးဒီလိုလုပ်တာမရှိဘူးစိတ်ကြွယ်ရဆိုတာမြတ်စွာဘုရားမှာမရှိဘူးတာမန်ပုဂ္ဂိုလ်တွေကြတော့စိတ်ကြွယ်ရဆိုတာရှိနေတယ်စိတ်ကြွယ်တယ်ဆိုတာဖုံးကွယ်ထားတာတွေရှိနေတတ်သေးတယ်လို့ပြောတာမြတ်စွာဘုရားမှာဖုံးကွယ်ထားတာတခုမှမရှိဘူးဖုံးကွယ်ထားတာမရှိလို့အရဟဖုံးကွယ်ရှုပ်ဝဲထားတာမရှိဘူးလို့ဒီလောက်ထိအောင်တန်ရှင်းစင်ကြယ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အတိပ္ပယ်ကပါပကရဏီမကောင်းမှုအောက်တန်းကြတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာရဟဘာဝတော်ပြီစိတ်ကြွယ်ရာမရှိသောကြောင့်လည်းပဲအရဟံအရဟံနော်ဒီလိုဆိုလိုတာပေါ့ဒါဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ရည်ချင်းတွေဟာဒီအရဟံဆိုတဲ့စကားလုံးလေးတစ်လုံးထဲမှာပဲပြန်ပေါင်းပြီးတော့ပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအရည်ချင်းတစ်ခုပဲကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလန်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပြစ်ခြင်းဖယ်ရှားပြစ်ဖြစ်ခြင်းတဏှာဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပြစ်ပြီးဖြစ်ခြင်းနော်တလောကလုံးရဲ့ဥညွတ်လေးစားဖို့ပြုတမ်းဖို့ထိုက်တန်သူဖြစ်ခြင်းနဲ့မကောင်းမှုပင်ဖြစ်စိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုလုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရေးချင်း၅မျိုးကြောင့်မြတ်စွာဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော်နဲ့ချီးမွမ်းတတ်တယ်ချီးမွမ်းတတ်တယ်ဆိုတာချီးမွမ်းရင်ချီးမွမ်းမချီးမွမ်းရင်နေလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီဂုဏ်လေးကြီးဟာလူပြေကနေစပြီးမြေပြင်ကနေပြီးကောင်းကင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဥညွတ်လေးစားတဲ့ပုဂ္ဂိုလ်တိုင်းကနမောတတ္တဗုဒ္ဓဝတ္တောအရဟတောဆိုတာအဲ့ဒါကိုပြောဒီချင်းနဲ့မြတ်စွာဘုရားကိုပူဇော်ကြတာကိုးကွယ်ကြတာလို့ဒီလိုဆိုလို့လေဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌာပေါင်းတို့ဘုရားမြတ်စွာရဲ့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်ဆိုဒီမှာဒီရမကချက်ဖွင့်ထားတာလေးတွေရှိသေးတယ်သို့တော့အတက္ကရာကျမ်းနေမှာအခုလို၅မျိုးတီဃာကျမ်းနေမှာဒီတဲ့ထပ်ဆင့်ပြီးတော့ဖွင့်ပြထားတာရှိစကလုံးလေးအခရာလေး၃လုံးပေါင်းစပ်ထားတဲ့စကလုံးလေးတစ်လုံးပင်ဖြစ်စေကမူမြတ်စွာဘုရားရဲ့ဂုဏ်တွေဒီထဲမှာအများကြီးပါဝင်နေတဲ့ဂုဏ်တော်အရည်ချင်းတစ်ခုဖြစ်ပါတယ်ဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလိုအရဟံဆိုတဲ့အရည်ချင်းရှိမှသာလေဖရာအစစ်ဖြစ်နိုင်ပါတယ်ဆိုတာကိုဘုရားမြတ်စွာရဲ့ဘုရားနုတ္တိခုံးကိုစိတ်အာယုံထဲမှာအမြဲတမ်းညှို့ပြီးတော့ပိဋိသောမနတတွေဖြစ်အောင်မြတ်စွာဘုရားခုံတော်နဲ့မိမိတို့ရဲ့စိတ်ကို
လွှမ်းထုံထားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံပြည့်မဲ့ဩသောလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညအကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သိကြိုင်နိုင်၍နေကြပါစေကုန်တည်း